အားလုံးမင်္ဂလာပါကွယ်ဆရာမကတော့ဒီရှေ့ဘက်မှာဒီနေ့တော့ grade 3တင်ရှာအခန်း1တသိန်းအထိကိန်းများတဲ့ကစာမျက်နှာ3နံပါတ်8ကိုဆရာမနဲ့အတူတူသွားကြည့်အောင်နော်အဲ့တော့ကကြီးခကိုရတော့ပုံလေးထည့်ရပါတာပေါ့နော်အောက်ကအပုတ်ကလေးတွေကတော့ဆရာမကဒီတိုင်းထည့်ပေးထားတာပါနော်တောက်သမီးတို့ပို့ပြီးတော့ကျွမ်းကျင်အောင်ပေါ့နော်အဲ့တော့နံပါတ်ကကြီး69ရာကတဲ့ဘာကိန်းဖြစ်တယ်လဲတဲ့ဒီလိုပုံစံလေးကိုတွေ့နေဆိုရင်တသားမျိုးတို့ကတခုစဉ်းစား69ရာဆိုတာဘာကိုပြောတာလဲရာဆိုတော့69ရာဆိုတာ100အခါ69ခါပါတာကိုပြောတာဟုတ်ပြီနော်အဲ့တော့အခါကျွန်တော်110ကမှဆိုရင်ဘယ်လောက်110ကမှဆိုရင်1000 100အခါ20မှာဆိုရင်2000 100အခါ30မှာဆိုရင်3000 100အခါ50မှာဆိုရင်5000 100အခါ60မှာဆိုရင်6000ဒီခုနှစ်ခါ100ခုနှစ်ခါလေးက900ဒါဆိုရင်ဆရာမတို့က69ခါဆိုတာ6900နဲ့အတူတူပဲအဲ့တော့တောက်သမီးတို့ကသူများတွေကမေးလာပြီဆိုရင်တော့ကိုက169ခါဆိုတာဘယ်လိုမျိုးကိုပြောချင်တာလဲ6900ဆိုတာဘယ်လိုမျိုးကိုပြောချင်တာလဲဆိုအဲ့လိုမျိုးလေးရှင်းပြရမယ်ပေါ့နော်အဲ့တော့ဒီနေ့တော့ဆရာမတို့ကမြင်မြန်သွားချင်တာဖြစ်တဲ့အတွက်ကြောင့်6900ဆိုတာ100မယ်3ညဘယ်နှလုံးပါလဲဆရာမတို့က100မယ်3ညဘယ်နှလုံးပါလဲ3ည2လုံးပါတယ်ဒါကြောင့်ဆရာမတို့အပြေက6900ကဘာကိန်းဖြစ်တယ်လဲဆိုရင်ရှေ့က6900လေးကိုဘာလုပ်လိုက်ပြီနော်ရေးလိုက်မယ်ရာဆိုတဲ့နေရာမှာဒီနောက်က3ည2လုံးလေးကိုဘာလုပ်လိုက်ရုံပဲတော့တက်လိုက်ရုံနဲ့ဒါကတော့အလွယ်နည်းပေါ့နော်သူများတွေကကိုမေးလာပြီးဘာလို့3ညနှလုံးတက်တာလဲလို့မေးလာပြီးဆိုရင်တော့တသားမျိုးတို့ကပြန်ပြီးတော့ဘာလို့တက်ရမလဲရှင်းပြတက်ရမယ်69ရာဆိုတာ100အခါဘယ်နှခါပါတာတော့69ခါပါတာကိုပြောတာပါဟုတ်ပြီအဲ့လိုရှင်းပြတက်ဟုတ်ပြီနော်အဲ့တော့နောက်ပုဒ်စာလေးတွားကြည့်အောင်59ရာကဘာကိန်းဖြစ်တယ်လဲအဲ့တော့ဆရာမတို့ကဘယ်မှစဉ်းစားဆရာမလို့59ဆိုတော့ဗာလေးရေးလိုက်ရုံပဲတော့59လို့ပဲရေးလိုက်မယ်ရာဆိုတာ100မယ်3ညဘယ်နှလုံးပါတာလဲနှလုံးပါတဲ့အတွက်ကြောင့်ဆရာမတို့က3ညနှလုံးရေးလိုက်မယ်ဒါဆိုရင်9900 59ရာက9900ဖြစ်ပါတယ်ဟုတ်ပြီနော်ကဲနောက်တစ်ပုဒ်သွားရအောင်25ရာကဘာကိန်းဖြစ်တယ်လဲဒါဆိုရင်ပုဒ်စာထဲမှာပါတယ်25လေးကိုဘာလုပ်လိုက်ရုံပဲတော့ရေးလိုက်ရုံပဲရာဆိုတဲ့နေရာမှာ3ညဘယ်နှလုံးတက်လိုက်ရုံပဲတော့နှလုံးတက်လိုက်ရုံပဲဟုတ်ပြီနော်နံပါတ်ကကြီး93ရာကဘာကိန်းဖြစ်တယ်လဲဟုတ်ပြီနော်အဲ့တော့83ဆိုရင်တော့အဖြေလေးမှာ83လို့ရေးလိုက်မယ်ရာဆိုတဲ့နေရာမှာဘာလေးရေးလိုက်ရုံပဲတော့3ညနှလုံးလေးရေးလိုက်ရုံပဲကဲနောက်တစ်ခုကြည့်အောင်နောက်တစ်ခုနံပါတ်5က46ရာကဘာကိန်းဖြစ်တယ်လဲဒါဆိုရင်46ရေးလိုက်မယ်ရာဆိုတဲ့နေရာမှာဘာလေးထည့်လိုက်မှာတော့3ညနှလုံးလေးထည့်လိုက်မယ်ဒါဆိုရင်4800ကကိန်းပေါ့နော်46ရာက4600ဖြစ်ပါတယ်အဲ့တော့သားမီးတို့ကသူများတွေကမေးမယ်ဆိုရင်တော့69ရာကဘာကိန်းဖြစ်တယ်လဲဆိုရင်ဘာလို့3ညနှလုံးတက်ရတာလဲဆိုလို့ရှင်100ဘယ်နှခါပါလို့တော့အခါ69ခါပါလို့ဒီအပုံမှာဆိုရင်လည်း100ဘယ်နှခါပါလို့လဲ59ခါပါလို့ဒီအပုံမှာဆိုရင်လည်း100ဘယ်နှခါပါတာလဲ25ခါပါတယ်ဒီပုံမှာဆိုရင်100ဘယ်နှခါပါတာလဲ83ခါပါတယ်ဒီပုံမှာဆိုရင်140နဲ့မှ6ခါပါတယ်လို့သာသမီးတို့ကပြောနိုင်ရမယ်ကိုတွက်တာမြင်ကျင်နေဆိုရင်တော့ရာနေရာမှာဗာလေးထည့်လိုက်ရုံပဲတော့3ညနှလုံးလေးထည့်လိုက်ရုံပဲပုံစာလေးကိုရေးပြီးတော့ဟုတ်ပြီနော်အဲ့တော့သာသမီးတို့ကဒီလိုလေးတွက်သွားမယ်ဆိုရင်တော့သင်္ချာကိုလုံးလေးကုကုနဲ့မြင်မြင်ဆန်းဆန်းတွက်တာမှာဖြစ်ပါတယ်နောက်ဗီဒီယိုမှာတွေ့ပါမယ်